ယေရှုကိုယုံကြည်ကတင်ရှင်အဖြစ်လက်ခံတော်သူအလုံးဖြစ်ကြပါစေကိုရောဤသွေးတန်ရှင်ရေးရာခိုင်မာရင်ချက်သူများဖြစ်လာရန်ပုံကောင်းတတ်သည့်အသက်ရှင်သူသခင်တွေ့ထုံးလင်းကြစို့သခင်ကျွန်တော်တို့သည်လောကထဲမှာစားနေလင်းပါကိုယ်တော်ရှိမှနေချစွာပြီးခံခွင့်လို့ချင်းချင်းစိတ်ရှိစွာဖြင့်စေခံမဲ့ပြီးခံခွင့်လို့ချင်းချင်းစိတ်ရှိစွာဖြင့်စေခံမဲ့ yeahတိဆောက်ရာမှာစိတ်ရောကိုယ်ပါအစေခံနိုင်သူများဖြစ်ပါစေမာနမထားနေချသောစိတ်ခွင်လို့တတ်ခြင်းအသီးသီးတို့ကိုယ်တော်လမ်းပြကိုယ်တော်သွန်သင်ကျွန်တော်တို့တဲ့ကိုယ်တော်တွေ့စားလည်းဖြစ်အလင်းလည်းဖြစ်ဒီခံခြင်းမြတ်တရား